ကဲ diamond တွေကိုရေးလို့သုံးချင်တယ်နောက်ပြီးတော့ဒီ skin တွေလမ်းစားတွေကရင်တယ် diamond တွေရေးလို့သုံးချင်တယ် diamond တွေ fee ကနေကိုရတော့အနေနဲ့ဒီဗီဒီယိုလေးမှာပြပြသွားမှာဖြစ်ပါတယ်ဗီဒီယိုလေးကိုဆုံးကြည့်ဖို့အရင်ဆုံးပြောချင်ပါတယ်ခင်ဗျာ let's go guys ကဲဘာ diamond တွေ fee အောင်ဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်ဒီနေ့ပြပြပေးတာဖြစ်ပါတယ်ခင်ဗျာကဲအဲ့ဒါပါလဲဆိုတော့ကျွန်တော်နေ MCC ပဲပြပါခင်ဗျာ MCC ဆိုတာတော့အားလုံးပဲသိကြပြီလို့ကျွန်တော်အနေနဲ့ထင်ပါတယ်ခင်ဗျာ MCC ရဲ့စီကတော့ကျွန်တော်နေ MVB content creator ကိုမှအတူကောင်းအနေနဲ့ MCC ဆိုပြီးတော့မှတုံးရတာပဲဖြစ်ပါတယ်ခင်ဗျာအဲကျွန်တော် MCC နဲ့ပတ်သက်ပြီးပြောခင်မှာဗီဒီယိုလေးကို like ပေးပြီး channel လေးကို subscribe ပေးဖို့ရင်ဆုံးတောင်းဆိုကြပါတယ်ခင်ဗျာကဲဗီဒီယိုလေးကိုစားရအောင်ကဲကျွန်တော်နေရတော့ဒီ MCC နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအပိုင်း1 2 3ဆိုပြီးတော့အပိုင်း3ခုခွဲထားမှာဖြစ်ပါတယ်ခင်ဗျာ MCC နဲ့ပတ်သက်တဲ့အကြောင်းအရာတွေဆေးသွားမှာမို့လို့အပိုင်းတွေခွဲထားပါဖြစ်ပါတယ်ကဲဘောတော့ကျွန်တော် MCC နဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုကျွန်တော်အနေနဲ့အသေးစိတ်ပြပြသွားမှာဖြစ်ပါတယ်အခြေခံနဲ့စပြီးတော့ပြပြသွားမှာဖြစ်ပါတယ်ခင်ဗျာကဲနံပါတ်1ချက်တော့ဒီ MCC စာလုံးမညီကူတွေဆိုလို့ရှိရင်ပထမဆုံး application တစ်ခုစီးပြီးတော့လိုအပ်ပါတယ်အဓိကကျတဲ့ application အဲ့ဒါတော့ Discord နဲ့ဒီ Telegram လို့ပဲဖြစ်ပါတယ်ခင်ဗျာ Discord ကိုကြတော့ဒီ Play Store မှာတော့ download လုပ်ရပါတယ်ခင်ဗျာဒီ Telegram ကလည်းဒီမစိမဖြစ် MCC လို့သူတို့မစိမဖြစ် application တစ်ခုပါပဲအဲ application တစ်ခုကို download ပြီးဆိုလို့ရှိရင်ဘရိုအနေနဲ့ MCC စဖို့တော့အဆင်သင့်ဖြစ်နေပြီပဲဖြစ်ပါတယ်ခင်ဗျာကဲဘောအဲ့ application တစ်ခု download ပြီးဆိုလို့ရှိရင်ဒီ Discord ကောက်တွေချက်တော့ဝင်လိုက်ပါခင်ဗျာကဲကူးတွေ့နေရကျွန်တော်နေ Discord account ကောက်ပါဗျာဒါကျွန်တော်ရဲ့ Discord account ကောက်ပါဗျာခင်ဗျာဘရိုအနေနဲ့ကွာဒီ Discord account ဆောက်ဖို့ဆိုလို့ရှိရင်ကျွန်တော်ရဲ့တိုက်တူကမှလာရောက်ပြီးတော့မြင်ရပါခင်ဗျာကဲ Discord account ဖွင့်ပြီဆိုလို့ရှိရင်ကျွန်တော်နေဒီ MCC နဲ့ပတ်သက်တဲ့ rule တွေကိုကျွန်တော်နေအရင်ဆုံးသွားဖိုက်အောင်ဖြစ်တယ်ဒီအဲ့ဒါကတော့အခြေခံပဲပေါ့ MCC နဲ့ပတ်သက်တဲ့ rule တွေကိုအဖက်ပဲနဲ့ MCC တလုံးမဆိုရင်ကျင်းဒီပေါပွားရိုက်ခံရမှာဖြစ်ပါတယ်ကဲကျွန်တော်နေ MCC နဲ့ပတ်သက်တဲ့ဒီစီမင်းဘူးတွေကိုတွားရောက်ပြီးတော့ခလိုက်အောင် let's go guys MCC နဲ့ပတ်သက်တဲ့စီမင်းဘူးတွေကိုဘရိုအနေနဲ့ကဒီမှာ rule ဆိုတာအစီတယ်အဲ့ဒါလေးကိုတစ်ချက်တော့လိုက်အောင်ဖြစ်တယ်အခုကျွန်တော်ပြမယ်ဒီ rule တွေကိုဘရိုအနေနဲ့ကဒီကျင်းဒီပေါလုံးနိုင်မှာဆိုလို့ရှိရင် MCC ပါဖို့80ရာခိုင်နှုန်းတော့သိကြပါတယ်ကဲဒီ MCC rule တွေကတော့ဒီထဲမှာတော့အများကြီးပါပဲကျွန်တော်နေတဲ့ MCC rule တွေကိုအကုန်လုံးလိုက်ပြီးတော့ဖတ်ပြမှာတော့မဟုတ်ပါဘူးဟောတော့ဒီ MCC rule တွေကိုကျွန်တော်လိုတိုးစေအသေးစိတ်ပဲပြမှာဖြစ်ပါတယ်ကဲ MCC rule တွေကတော့ဒီ MCC စာလုံးမဲ့သူတွေဆိုလို့ရှိရင်ပေါ့နော်ဒီ mobile legend မှာဒီ skin hatter တွေ diamond hatter တွေပေါ့နော် skin hatter တွေ map hatter တွေဒီ go hatter တွေကို hatter မျိုးတွေပြုလုပ်လို့တော့မရတကယ်လို့ hatter တွေကိုပြုလုပ်ခဲ့လို့ရှိရင်သူတို့ဘက်ကတွေးခဲ့လို့ရှိရင်ပေါ့နော်ဘရိုရဲ့အကောက်ဖျက်ချနိုင်ခြင်းများပါတယ် MCC ကနေတော့ဘရိုရဲ့ဗီဒီယိုဖျက်ချမယ်ဂင်းကောက်တွေကိုဘန်ခံထိတာများပါတယ်နောက်ပြီးတော့ဒီ MCC လုံးမဲ့သူတွေကပေါ့ဗျာဒီ MCC လောက်ရင်ဒီ diamond ချက်ချင်ရမှာတော့မဟုတ်ပါဘူးအချိန်တစ်ခုထိဆောက်ပြီးတော့ MCC လောက်ရဖြစ်ပါတယ်ပြောရရင်ကျွန်တော်တို့ကဆိုရင် MCC လောက်ရင်ဒါတလားတော့ကြာပါတယ်တလားကြာပြီးမှ MCC စပြီးတောင်းအားခဲ့တယ်ဗျာ MCC ပါတော့မှကျွန်တော်နေနေတာ diamond မဟုတ်ဘူး white ပဲရပါဗျာ white ဘယ်လိုလဲဆိုတော့ကျွန်တော်နောက်ဗီဒီယိုမှာကျွန်တော်အသေးစိတ်ရှင်းပြပါပါတယ်ကျွန်တော် white ပဲရခဲ့တယ်ပေါ့ဗျာဒီ diamond တော့ကျွန်တော်မရခဲ့ဘူးတလားတော့အချိန်ပြရတယ်အဓိက bro အနေနဲ့ကဒီ MCC လုံးမဲ့သူတွေဆိုရင်စိတ်စီဘူးတော့အရင်ဆုံးကျွန်တော်အနေနဲ့ပြောချင်ပါတယ်ခင်ဗျာကဲနောက်တစ်ချက်တော့ဒီ MCC လုံးမဆိုလို့ရှိရင်ဒီ view တွေ follower တွေလိုအပ်လားမလိုအပ်လားဆိုတော့ကျွန်တော်နေ view ကတော့လိုအပ်တယ် view များရင်ဒါမှမဟုတ်ရမယ် view နဲ့ရင် white ရမယ်ဒါပါပဲဒီ skin view 1k ကျော်ရင်ဒါမှမဟုတ်ရမယ် view 1k အောက်ဆိုရင် white ရမယ်ဒါပါပဲဘယ်လိုအဲ့ဒီနှစ်မျိုးပဲရှိပါတယ် view နေတာများတာမဆိုင်ပါဘူးအဓိက view ဆိုတာလိုအပ်တဲ့ချက်လိုအပ်တယ်မလိုအပ်ချက်မလိုအပ်ဘူး MCC ကတော့ဒီချက်ချင်းပါတာမျိုးမဟုတ်တဲ့အကြောင်းဘရိုအနေနဲ့စိတ်စီတီးခံဖို့တော့လိုအပ်ပါတယ်အဲ့လာတော့ကျွန်တော်နေ MCC နဲ့ပတ်သက်တဲ့အကြောင်းအရာအခြေခံပထမတစ်ဆင့်ပဲဖြစ်ပါတယ်ဒီ view တွေစီးမင်းတွေအကုန်လုံးဘရိုအနေနဲ့ကကျွန်တော် view သေးစိတ်တော့မပြောပြအောင်ဆိုတော့အဓိကချက်တဲ့အဓိက
ကြားတဲ့အချက်တွေကျွန်တော်အကုန်လုံးကိုပြပြပေးတာဖြစ်ပါတယ်ကဲဒါတွေကိုဒီ view လေးဘရိုလိုက်ပြီးတခြားလုံးမဆိုလို့ရှိရင် change ပေါင်း MCC ပါနိုင်ပါတယ်ကဲဘာကြောင့်နေနောက်နေ့ကျရင်ကျွန်တော်နေအပိုင်းနှစ်လေးဆက်သွားမှာဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာကျွန်တော်နေအပိုင်းတစ်နဲ့တင်ဆက်သိမ်းတော့မှာဖြစ်ပါတယ်နောက်နေ့ကျရင်ကျွန်တော်အနေနဲ့ MCC event နဲ့ပတ်သက်တဲ့ဟာထပ်ပြပြပေးတော့ဖြစ်ပါတယ်အပိုင်းနှစ်မှာပြန်လည်ဆွေးနွေးကြပါအောင်အားလုံးပဲစီးဦးပါ